ကွင်းလင်မှာမော်ဆန်နဲ့ခြေလာနီနဲ့ဘောလုံးကိုကခုံးစီသူကိုပြပါဆိုရင်ဒီလိုကိုပဲပြရမှာပါသူကတော့စပိန်သား Andres Iniesta ပဲဖြစ်ပါတယ်ဘာစီလိုနာရဲ့နာမည်ကျော်လာမာစီယာလူငယ်အကယ်ဒမီကနေပေါ်ထွက်လာပြီးသူ့ဘဝရဲ့ရွှေခေတ်ကို2002ခုနှစ်မှာစတင်ခဲ့ပါတယ်ဘာစီလိုနာရဲ့နာမည်ကြီးတီကီတာကစားဟန်ရဲ့နှလုံးသားတစ်ခုပါသူ့ရဲ့ခြေထဲမှာဘောလုံးကကပ်ပါနေတယ်လို့ပါပဲပြိုင်ပတ်ဒီဘီလိုဖြတ်ထုတ်ရောက်မယ်မှမသိအောင်ကိုကျွမ်းကျင်ပိုင်နိုင်ခဲ့သူပါဘာစီလိုနာအတွက်လာလီဂါဖလား6ကြိမ်ချန်ပီယံလိဖလား4ကြိမ်အပါအဝင်ဖလားပေါင်းများစွာကိုစုခုခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အမှတ်အတရအရှိဆုံးအခိုက်အတန့်ကတော့2010ကမ္ဘာဖလားပိုလူဖွဲပါပဲစပိန်နဲ့နယ်သာလန်ပွဲမှာအချိန်ပိုအတွင်းအနိုင်ဂိုးကိုသွင်းယူပေးခဲ့ပြီးစပိန်အတွက်ပထမဆုံးကမ္ဘာဖလားချန်ပီယံဆုကြီးကိုရယူခဲ့ပါတယ်2008နဲ့2020ယူရိုဖလားနှစ်ကြိမ်ပါရယူနိုင်ခဲ့သူပါသူဟာကွင်းလက်မှာတိတ်ဆိတ်ပွားပဲသူ့ရဲ့အမှုပညာကိုဖန်တီးခဲ့သူပါဘောလုံးချစ်ပရိသတ်ရဲ့နှလုံးသားထဲမှာအမြဲရှိနေမဲ့ဒန်ဒီယာလာကွင်းလက်ကစားသမားပါ Andres Iniesta ဘောလုံးကိုဉာဏ်ပညာရောနှလုံးသားနဲ့ပါကစားသွားခဲ့တဲ့အစင်အမှန်ချန်ပီယံတူပါပဲနောက်ထပ်ပဲကစားသမားအကြောင်းသိချင်လဲပြောခဲ့နော်